ဘောလုံးဝင်းထဲမှာဘောလုံးစစ်တီတော်လို့တင်စားခေါ်ဝေါ်ခြင်းခံရတဲ့ကစားသမားတစ်ယောက်ရှိခဲ့ပါတယ်။သူ့နာမည်ကဇာဘီအလွန်ဆိုပါ။သူဟာဘောလုံးလိုအဝေးကနေမြားလိုတဲ့မှတ်အောင်ကန်နိုင်စွမ်းရှိတဲ့ကစားသမားတစ်ယောက်ပါ။စက္ကန့်မိုင်းအတွင်းမှာပဲကွင်းတစ်ဖက်ချမ်းကနေတစ်ဖက်ချမ်းကိုဘောလုံးကိုပို့ဆောင်ပေးနိုင်တဲ့သူ့ရဲ့ long ball တွေဟာဘောလုံးလောကမှာမယုံနိုင်စရာဖြစ်ခဲ့ပါတယ်။လီဗာပူးမှာကစားတော့က2005ခုနှစ်ချန်ပီယံလိဂ်ဖိုင်နယ်မှာအင်တာမီလန်ကို3ဂိုးနဲ့ရှုံးနေရတာနဲ့3ဂိုး3ရှစ်အောင်ပြန်လိုက်နိုင်တဲ့ပွဲမှာသူပါဝင်ခဲ့ပါတယ်။အဲ့ဒီပွဲကိုတော့ Istanbul Miracle တို့ဘောလုံးသမိုင်းမှာအမှတ်ရနေသေးပါပဲ။အဲ့ဒီနောက် Real Madrid ကိုပြောင်းရွှေ့ပြီးဒုတိယကျင်ချန်ပီယံလိဂ်ဖလားကိုရယူနိုင်ခဲ့ပါတယ်။ Bayern Munich မှာလည်းနာမည်ကြီးနီးပြ Pep Guardiola ရဲ့အရေးပါတဲ့ကစားသမားတစ်ယောက်ထိခဲ့ပါတယ်။စပိန်အသင်းနဲ့အတူကမ္ဘာဖလားတစ်ကြိမ်ဥရောပဖလား2ကြိမ်ဆွတ်ခူးနိုင်ခဲ့ပါတယ်။ကစားသမားကောင်းတစ်ယောက်ကနေနီးပြကောင်းတစ်ယောက်အဖြစ်အခုထိထွန်းတောင်နေသေးပါ။ဒါကတော့ဘောလုံးကွင်းနဲ့စစ်တီတော်ဇာဘီအလွန်ဆိုအကြောင်းပဲဖြစ်ပါတယ်။နောက်ထပ်ဘယ်ကစားသမားအကြောင်းသိလို့ပါသလဲ။ကိုမမပြောခဲ့နော်။